ဘန်ကောက်ရထားတိုက်မှုမှာတေဆုံးခဲ့တဲ့မြန်မာမျိုးသမီးမိသားစုလျော်ကြေးပတ်နှစ်တန်းကျော်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့ရထားနဲ့ဘတ်စကားတိုက်မှုအတွင်းတေဆုံးခဲ့တဲ့မြန်မာမျိုးသမီးမအေးအေးမြင့်ရဲ့ကျန်ရစ်သူမိသားစုဟာထိုင်းဆိုရထံကလျော်ကြေးငွေပတ်နှစ်တန်းကျော်ကိုလက်ခံရရှိခဲ့ပါတယ်။လျော်ကြေးငွေကိုဇူလိုင်15ရက်နေ့ကဘန်ကောက်မြို့မက္ကဆန်ရဲစခန်းမှာမိသားစုဝင်တွေလာရောက်လက်ခံခဲ့တာဖြစ်ပါတယ်။တေဆုံးသူမအေးအေးမြင့်ရဲ့အကိုဖြစ်သူကိုဝင်းကတော့လျော်ကြေးငွေကိုမိဘနှစ်ဦးခင်ပွန်းနဲ့သားသမီးတို့အကြားခွဲဝေယူခဲ့ပြီးနောက်ပိုင်းမှာနေရက်ပြန်ကအမတ်တရအလှပြုလုပ်ပေးသွားမယ်လို့ပြောပါတယ်။မအေးအေးမြင့်ဟာအသက်36နှစ်အရွယ်ရှိပြီးကရင်ပြည်နယ်ဖန်မြို့နယ်ကျုံမဲကျေးရွာဇာတိဖြစ်ပါတယ်။ဒူမဟာဘန်ကောက်မြို့ရှိစားတောက်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်ပြီးအိမ်ပြန်လာစဉ်မေလ16ရက်နေ့ညနေပိုင်းကဘတ်စကားအမှတ်206ပေါ်လိုက်ပါလာချိန်ကုန်တင်ရထားနဲ့တိုက်မိတဲ့မတော်တဆမှုအတွင်းတေဆုံးခဲ့တာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်မှာထိုင်းနိုင်ငံသား9ဦးနဲ့မြန်မာနိုင်ငံသား2ဦးစုစုပေါင်း8ဦးတေဆုံးခဲ့ပြီးမြန်မာနိုင်ငံသားနောက်2ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ဆေးရုံကနေပြန်လည်ဆင်းသွားပြီလို့သိရပါတယ်။မအေးအေးမြင့်ရဲ့နာရေးခမ်းနားကိုလည်းထိုင်းအာဏာပိုင်တွေကိုယ်တိုင်တက်ရောက်ခဲ့ကြပြီးကျန်ရစ်သူမိသားစုကိုအားပေးခဲ့ကြပါတယ်။